ခံမှာဖြစ်ပါတယ်ပထမပြီးဆုံးဖို့ဒီကက်လာတဲ့အနေထားတစ်ခုမှာရက်လာတဲ့ခွေတရက်ကိုမြန်မာအသင်းအကောင်းဆုံးသုံးချသွားနိုင်တာစောင့်ကြည့်ရမယ်ဗျာမမောင်လူမဲ့အတားမှားပြီးတာအေးရတော့ကြားတယ်ခေါင်းတိုင်ပြန်ချပြီးတဲ့သည်ခေါ်ပြီးနော်တကယ်ကိုခက်ခဲပြီးတော့ရှုပ်ဆက်ခဲ့နေတဲ့အနေထားတစ်ခုပါပဲမြန်မာအသင်းဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်စောပိုင်းကမေးဖို့ထုတ်ခဲ့လို့ပဲမြန်မာအသင်းဒရမပိုင်းနီးပြီးဆုံးဖို့နီးကပ်နေတဲ့ချိန်မှာအကောင်းဆုံးခွင့်ရတရက်ကိုအသုံးချနိုင်ခဲ့ပြီလို့ပဲပြောရမှာဖြစ်ပါတယ်။ဘာလဲကိုကျင်းဆိုရင်ဒါပေမဲ့နင်းငယ်ရှုပ်ချက်ခက်နေတဲ့အနေထားတစ်ခုလို့စောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကစားသမားဒူတင်သွားတယ်လို့ကျွန်တော်တို့အတူပြုဖို့အတွက်နင်းငယ်ခက်ခဲနေလို့ပဲစောမှာဖြစ်ပါတယ်။စောပိုင်းဟောတဲ့ချက်အနေနဲ့စောတွေကဂိုးနေခဲ့တာလားအမို့ပိတ်သွင်းလိုက်မှဂိုးသွားတာလားဆိုတော့ကျွန်တော်တို့ပြုတ်တဲ့အနည်းပြက်ကွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာအသင်းကတော့ဥဆောင်